လူတိုင်းမှာကိုယ်စီပြဿနာတွေရှိကြတယ်တခါတလေဖုံးမြင့်တဲ့ပြင်ပေါ်မှာမြင်နေရတဲ့ပျော်ရွှင်မှုတွေဟာတကယ်အစစ်အမှန်မဟုတ်ဘဲအစင်မကင်းမှုတွေကိုဖုံးကွယ်ထားရတဲ့အပေါ်ရန်အလွှာတွေထင်နေတတ်တယ်ငါတယောက်တည်းပဲအစင်မပြေထင်နေတာလားလို့အားငယ်နေတဲ့သူတွေအတွက်ခွန်အားထစ်စင်မဲ့စာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါသည်အရန်ချစ်ကြတဲ့အတိလင်နဲ့နေရာရှိတယ်သူတို့လင်မယားကငွေကြေးပြည်စုံချမ်းထားကြတယ်ကိုယ်ပိုင်တိုက်နဲ့ချဲနဲ့ကိုယ်ပိုင်လုပ်ငန်းနဲ့အတော့ကိုပြည့်စုံတဲ့လင်မယားယောက်ျားကလည်းစီးပွားရေးလုပ်တာတော့မိန်းမကလည်းငွေကိုစနစ်တကျစီမံခန့်ခွဲတတ်တာဆိုတော့လုပ်ငန်းတွေကလည်းအောင်မြင်တိုးပွားတာပေါ့ယောက်ျားကလည်းသူ့မိန်းမကိုတုံနေအောင်ချစ်တာဘဲသွားထူလိုက်တယ်အရန်ချစ်တော့အရန်လဲဥတိုတာအမြဲဖုံးဆက်ပြီးအရေးတကြီးနဲ့နေတာအမျိုးသားကအရန်လဲဆူရှယ်ကောင်းတယ်လို့လူရိုးလူအေးကြီး FB မှာဆိုလဲသူမိန်းမကိုချစ်တဲ့အကြောင်းလေးကြပြားတွေစာရီရေးလိရှိဆိုတော့ကျွန်တော်ပါဝင်သူ့ပတ်ဝန်းကျင်ကလူတွေအရန်အားကြရတဲ့စုံတွေပေါ့ဒါနဲ့တရသူတို့အိမ်ကိုအလုတ်ခိတ်စားနဲ့သွားတော့အဲမလမောင်းမှာညိုနေတာတွေ့တော့အမှတ်မထင်ဘာဖြစ်တာလဲမေးကြည့်တော့ခုံနဲ့တိုက်မိတာတဲ့သူ့ယောက်ျားကလည်းချင်းကုန်ငိုက်နေရင်တောင်မရိုက်တယ်ဖေတကယ်တော့ဘလူးမအိမ်တွင်းကြမ်းဖက်မှုလို့မသိမိဘူးပေါ့ဒီလိုပဲဖုံဖိနဲ့နေခဲ့တာဟိုတညကအဲ့အမနဲ့ပြန်တွေ့တော့သူတို့လစ်မယားကွေးသွားပြီးဖြို့တော့အတော့ကိုမယုံနိုင်ခဲ့ဘူးဘာလို့လဲဆိုတော့တစ်ဖက်ကအကြောင်းမရှိအကြောင်းရှာပြီးဟိုလူနဲ့ဆွဆွဲဒီလူနဲ့ဆွနေမြဒီဟောတက်သွားရင်ဒီလူနဲ့လိုက်လေပင်ညစ်ပြီးလိုက်လုံနေတာတဲ့အဲ့လိုအရိုက်ခံနေရတာတောင်အပြင်သွားရင်တော့ဟိုကြည့်ဒီကြီးနဲ့ပတ်ဝန်းကျင်ကိုကြည့်မိရင်တောင်သူဝန်တိုတာတဲ့ကြီးသမျှခိုးကြည့်တယ်ဆိုပြီးပြဿနာရှာလို့အရိုက်အညက်ခံရတာတွေကမနေတော့ဘူးတဲ့အဲ့တော့အတော့ကိုချစ်ခံရတာပါပဲဒါပေမဲ့အញ្ញမ်းချစ်ခံရလို့ရင်လေကျင်းကြက်လာတာပေါ့တဲ့ချစ်တာကောင်းပေမဲ့အချစ်ကြီးလို့ရင်တော့လေတန်တရားစီတီများလာတဲ့ခါကျတော့အမြဲတမ်းရန်ထွေးနေရတာတန်တရားဖယ်နေရတာထက်စားရင်ပြဿနာဖြစ်တိုင်းလက်ကပါလာတော့အပြင်ပန်းကြည့်ရင်တော့အတော့ကိုအဆင်ပြေလာပေမဲ့သူတို့နှစ်ယောက်ထဲမှာတော့အမြဲပြဿနာတွေနဲ့ပေါ့လူကျင်တာတွေငွေကြီးတွေကြောင့်လဲအဆောင်ရောက်နေကအဆင်ပြေနေပေမဲ့အိမ်တွင်းအကျန်းဖက်မှုခံနေရပြီးမအေးချမ်းရတဲ့အိမ်တော်မျိုးပေါ့သူလဲတတ်နိုင်တဲ့လောက်တီးခံပြီးဘယ်သူမှမပြောပဲချစ်ခံနေပေမဲ့နောက်ဆုံးမခံနိုင်တဲ့ခါကျတော့မိဘကိုပြောပြီးထွက်လာတာတဲ့အခုတော့အေးချမ်းနေပါပြီတဲ့လင်မယားတိုင်းဒီလိုမျိုးလိုက်မကပ်ပါနဲ့ဆိုလိုချင်တာကမဟုတ်ပါဘူးအဆင်ပြေနေကြတဲ့သူတွေအများကြီးရှိကြပြီမဲ့မပြောဘဲမြုံနေသလိုကြိတ်ခံနေရတဲ့သူတွေလည်းအများကြီးပါပဲဖုန်းထဲမှာဖော်ပြနေသလိုမျိုးလူတွေရှေ့မှာအဆင်ပြေပြနေသလိုမျိုးအစစ်မှန်ချစ်ချင်တာလူတိုင်းကတော့မဟုတ်ပါဘူးအဆင်ပြေနေကြတဲ့သူများလည်းအများကြီးရှိကြတယ်ရှိကြတဲ့အထက်မှာမှလူတိုင်းအိမ်တိုင်းမှာပြဿနာရှိတယ်ဆိုတာပြောချင်တာပါသူတို့မတူတာပါဘာလဲဆိုတော့အစစ်မပြေမှုကိုမပြောကြတာပါပြဿနာတော့ရှိတာပါပဲစိတ်တိုင်မကြနဲ့စိတ်မညစ်နဲ့ဘာကြောင့်လဲဆိုတော့တယောက်နဲ့တယောက်ကမတူကြလို့ပါအိမ်တော်ရှင်လူပြိုတွေတင်မကဟုတယောက်တည်းသမားတွေရောရှိကြတာပဲပြဿနာမရှိတဲ့သူမရှိပါဘူးစီးပွားရေးလူမှုရေးအခြေရေးကျန်းမာရေးအကုန်လုံးမှာပြဿနာရှိနေကြပါတယ်အဲ့ဒီအပေါ်မှာစိတ်တက်မကြပါနဲ့ဒါတယောက်တည်းငါတယောက်တည်းဒါမျိုးဖြစ်နေတာပါလားဆိုပြီးစိတ်ပြတ်နေပါနဲ့အရာရာတိုင်းက level နဲ့ပါသူနဲ့ကိုယ်နဲ့အစင်မပြေတာလေးတွေကတာမန်လေးတွေဆိုရင်တော့ရင်းဆိုင်နေကြရတာပါသူများပြောသမျှအပေါ်ရန်အစင်ပြေပြနေတာတွေကိုကြည့်လိုက်ရင်ဖုံးပတ်တွေမှာတင်ထားတာတွေကိုကြည့်လိုက်ရင်ငါပဲအစင်မပြေဖြစ်နေတာလားငါတယောက်တည်းပဲလောင်နေရတာလားဆိုတဲ့တန်တရားတွေအားငယ်တာတွေလုံးဝမဖြစ်ပါနဲ့လူတိုင်းမှာအစင်မပြေတာတွေအများကြီးရှိကြပါတယ်တင်မသိတာပါပြဿနာဆိုတာမလာသေးတာလားခုလာနေပြီလားလာပြီးပြီလားဆိုတာမျိုးပဲကြွာတာပါလူတိုင်းမှာအစင်မပြေတာတွေရှိနေတတ်ပါတယ်ကိုယ့်ရဲ့ focus ပေါ်မူတည်တာပါဒီနေ့ပါတာပဲဖြစ်ဝမ်းသာစရာလေးတစ်ခုပဲဖြစ်ဒါလေးပဲငါအဆင်ပြေတယ်ဒါလေးပဲငါအတွက်ပျော်စရာလေးပဲလို့စဉ်းစားရင်စိတ်ချမ်းသာရမယ်ဒါကိုပဲငါမှရေမရှိလို့ငါမှရေမချိုးရလို့ငါမှရေမလာလို့ဆိုပြီး focus ထားရင်လည်းစိတ်ညစ်ရမှာပဲဒါကတာမန်လေးပြောပြတာပါ focus ထားတတ်ဖို့လိုတာပါတတိပိချင်တာကဘဲရားကိုမှအစိုးတွေကြီးပဲဇောက်ချပြီးမကြည့်ပါနဲ့ကောင်းတာလေးတွေလည်းရှိနေမှာပါစိုးတာတွေရှိရင်လည်းဖြည့်ရှင်းနည်းတွေလည်းရှိလာမှာပါဘဲရားမစိုးအကောင်းဆုံးကိုမျောလင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်နိုင်အောင်အကောင်းဆုံးကိုကြိုးပြီးစူးစမ်းပါအကောင်းဆုံးကိုမျောလင့်ပြီးရရှိတဲ့ပြဿနာတွေကိုရင်ဆိုင်ပါအရှုံးမပေးပါနဲ့စီမညစ်ပါနဲ့ရက်မနေပါနဲ့ဒီဘဝမှာဒီဘဝတစ်ခါပဲရှိတာမို့အားမလျှော့ပါနဲ့ဟန်ချက်ညီညီနဲ့ကြိုးစားနေတာပဲပြဿနာတွေလျော့ပါသားမှာပါကိုဘဝကိုလှပအောင်အားကြလောက်အောင်ကြိုးစားကြပါအနစ်ရှုရရင်တော့လောကမှာပြဿနာမရှိတဲ့သူဆိုတာမရှိပါဘူးပြဿနာဆိုတာ
တင်တယောက်တည်းစီကိုပဲရလာတာမဟုတ်ပဲလူတိုင်းမှာ level အလိုက်ရှိနေကြတာပါဒါကြောင့်သူများနဲ့နှိုင်းယှဉ်ပြီးအားငယ်နေပါနဲ့ရရှိလာတဲ့ပြဿနာတွေကိုဟန်ချက်ညီညီရင်ဆိုင်ရင်းကိုယ့်ဘဝကိုအေးဤဖန်တီးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘဝသင်ခန်းစာစာအုပ်လေးတွေကိုအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်မရဲ့ YouTube channel လေးကို subscribe လုပ်ထားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ဗီဒီယိုအသစ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်